3 နှစ်စာချုပ်နဲ့ပဲလာတယ်3 နှစ်ပြည့်ရင်မလေးရှားကနေပြန်မယ်ဆိုတဲ့လူတွေခင်ဗျားတို့ပြန်နိုင်ပြီလားကျွန်တော်ကတော့မပြန်နိုင်သေးဘူးအဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအိမ်ကနေထွက်လာတော့လုံးဝရီမန်းချက်တွေအားလုံးကတဟုန်တိုးစိတ်တွေနဲ့ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ကိုစီထွက်လာကြတယ်ဒါပေမဲ့နိုင်ငံခြားကိုရောက်တဲ့အချိန်မှာအားလုံးခြေနေတွေပြောင်းလဲသွားတယ်ပေါ့နော်ဒီလွန်ခဲ့2019-20ကျွန်တော်တို့ရောက်တဲ့နှစ်တုန်းကဆိုခြေကန်လားစာ1200ကိုမှအဲတုန်းကတရင်းဂစ်ကိုလည်း300နဲ့ဘယ်နှချက်လဲမသိဘူးပေါ့နော်အဲ့လောက်ပဲရှိတဲ့အခြေအနေမှာအခုကျွန်တော်တို့ဒီ10နှစ်ပိုင်းတွေကစပြီးတော့ကျွန်တော်ခြေကန်လားစာလည်းတိုးလာတယ်1500ဖြစ်လာပြီပေါ့နော်အခုဆို1900အထိဖြစ်လာတယ်ပြီးတော့ကျွန်တော်တို့တရင်းဂစ်ကိုအချိန်မှာဆိုလို့ရှိရင်1000ကျော်သွားပြီပေါ့နော်အများကြီးกว่าဟသွားတယ်ဒီ9နှစ်လောက်အတွင်းမှာကျွန်တော်တို့ကအဲ့တော့ရောက်ခါသာနှစ်နဲ့ဆိုင်ရင်အခုကျွန်တော်တို့ရောက်နေတဲ့အချိန်မှာလာသာတွေပို့ပြီးရတယ်လို့ခံစားရတယ်ဆိုပေမဲ့ဒီပတ်စံကဒုံရင်ပဲကျွန်တော်တို့အတွက်ပို့ပြီးအတဲ့9နှစ်လုံးလို့လဲလက်ထဲမှာတလုံးတစ်ခဲစုမိရဆိုတော့လူကမလေးရှားမှာပေါ့နော်10ယောက်ဆိုလို့ရှိရင်3ယောက်လောက်ပဲရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အများစုအားဖြင့်ဒါကလည်းကျွန်တော်တို့ကဘယ်သူ့ကိုမှအမှားပြောလို့မရဘူးပေါ့နော်ကိုယ်တိုင်ရွေးချယ်မှုကိုယ်တိုင်ဆုံးဖြတ်ချက်ပေါ့နော်ကျွန်တော်တို့ကအလုပ်တွေလုပ်တယ်မနေ့အိပ်ရထားတာနဲ့အလုပ်သွားတယ်ညနေပြန်လာပြီဆိုလို့ရှိရင်ထမင်းပါညာစားပြီးအိပ်တယ်အိပ်ရထားအလုပ်သွားတယ်ဒီလိုပဲလုံးလေချလေလိုက်နေရင်းနဲ့ကျွန်တော်တို့ကဖြတ်တန်းလာတာဆိုရင်နှစ်တည်းကပြန်ပြီးတွေးကြည့်မှဆိုလို့ရှိရင်4 5 6နှစ်ဆိုတဲ့အတိုင်းတာကတကယ်တမ်းတော့တော်တော်လေးနှမျောစရာကောင်းတဲ့အနေအထားတစ်ခုပေါ့နော်ဒီအချိန်ဒီမှာကိုကဘာတွေတိုးတက်ပြောင်းလဲလာလဲဆိုလို့ရှိရင်ဒီလုံးနေကြအလုံးမှာပဲလုံးနေကြအနေအထားနဲ့ဒီလောက်ဝင်ဝင်နဲ့ပဲရက်တည်နေတာကတော့လုံးဝမဖြစ်တင်ဘူးလို့တော့ထင်တယ်ပေါ့နော်အဲ့လိုပြောတော့မင်းကဘယ်အဆင့်ဘယ်အနေအထားထိရောက်ပြီလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီဒုံရင်ဟန်ဒုံရင်ဖြစ်နေလို့ကျွန်တော်ဒီဗီဒီယိုရိုက်ချင်စိတ်ပေါက်လာလို့ကျွန်တော်ရိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဖြစ်နေတဲ့လူတွေရှိလားဆိုတာကိုလည်းသိကျင်တယ်ပေါ့နော်ကျွန်တော်တို့က background မှာလည်းမိသားစုဆိုတဲ့အခြေအနေတွေရှိတယ်ကျွန်တော်တို့ဒီကလောအားကတွေပို့မှဟိုဘက်မှာပြည်လည်မဲ့အနေအထားတွေလည်းရှိတယ်ကိုအတွက်ကြတော့လည်းရှေ့ကိုယ့်ရဲ့အနာဂတ်ဆိုတာလည်းရှိရမှာနော်ဒီကြားထဲမှာကျွန်တော်တို့ကအကြားထဲညက်နေတယ်လို့ဖြစ်နေအဲ့တော့ဘယ်အောင်ဘယ်လိုစဉ်းစားပြီးလောက်ရမယ်ဆိုတာကိုလည်းလမ်းနေပျောက်ခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်နေကျွန်တော်တို့ကအသက်က100နဲ့100ကကြီးသွားရပေါ့ကျွန်တော်ဆိုလို့ရှိရင်အသက်19နှစ်ကနေလာတယ်အခုဆိုရင်ကျ25တဲ့ကိုရောက်နေပြီပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဒီအချိန်တွေတော့တွန်းမှာကိုယ့်အတွက်ဒီ9နှစ်တာကုံဆုံးသွားပြီးတဲ့အချိန်မှာတကယ်ကိုဘာမှပြတရားမရှိတော့အောင်မရှိသေးဘူးပေါ့နော်အိမ်ရန်လည်းဘာမှမဖြစ်ထွန်းလားဆိုအိမ်ရန်လည်းဘာမှလေပြောပြရလောက်တဲ့အနေအထားတစ်ခုထိပြောင်းလဲသွားတာမျိုးမရှိဘူးအဲ့တော့အဲ့လိုနဲ့လုံးလေလိုက်နေတာကကျွန်တော်တို့ကတကယ်တမ်းဆိုရင်တော့မမိုက်ဘူးပေါ့နော်9နှစ်တာတိုင်းတာဆိုတော့တကယ်တမ်းတွေးကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးနှမျောစရာကောင်းတယ်ကျွန်တော်တို့အတွက်ချစ်ရတဲ့သူတွေနဲ့ခွဲခွာနေရတာတွေပြီးရင်ကျွန်တော်ဒီမှာရှိတဲ့အခက်အခဲတွေအားလုံးကိုရင်ဆိုင်ရတာတွေကတကယ်တမ်းတော့လူငယ်တယောက်အနေနဲ့မလွယ်ကူလောက်ဘူးပေါ့နော်ဒါပေမဲ့လို့ဒီလိုမျိုးဖြတ်တန်းပြီးသွားတဲ့အချိန်မှာလဲတုံတန်ဝန်ခံစားမှုတချို့အလောက်ကတော့မပြောပါလောက်တော့ဘူးလို့ဒါယူဆတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအခုလူငယ်လေးတယောက်အနေနဲ့ပဲအဲ့တော့ကျွန်တော်ဗီဒီယိုကြည့်ရဲ့ညီကိုမောင်နှမတွေထဲမှာဆိုလို့ရှင်လဲကျွန်တော်ဒီ average ကတော့ဒီ30အောက်ဒီမှာများတယ်ပေါ့နော်အသက်ကအဲ့တော့ဒီလူငယ်ဝန်းကျင်ကျွန်တော်ထက်အကိုတွေပေါ့နော်ဒီညီတွေညီမတွေအဲ့တော့ဒီ9နှစ်တာနေပြီးရဲ့အတိုင်းတာမှာဘာတွေဖြစ်စေခြင်းလဲဆိုလို့ရှိရင်အခုမှစပြီးရောက်တဲ့သူတွေလူသစ်တွေကတော့ကျွန်တော်တို့ကအိမ်အတွက်ဆိုတာကိုစဉ်းစားတာကောင်းတယ်ဆိုပေမဲ့ကိုလာတဲ့3စိတ်လောက်ကိုလာတဲ့စိတ်တွေလောက်ပေါ့နော်ပေးနိုင်ပြီဆိုလို့ရှိရင်အိမ်ဝင်ပုံမှန်အားဖြင့်ပြေလေယုံလောက်ပဲပေးပါအဲ့လိုပေးပါဆိုတော့ကျွန်တော်ကဒီလမ်းမရောက်အောင်မြှောက်ပေးရတော့မဟုတ်ဘူးဒီဘက်မှာလည်းကိုယ့်အတွက်အကောင်းဆုံးဖြစ်မဲ့နီလန်းတွေကိုရှာဖွေပါပေါ့နော်ဒီ9နှစ်10နှစ်ကြီးသမားတွေလည်းရှိရပေါ့နော်ကျွန်တော်တို့ထက်ဆရာကြီးတွေလည်းအများကြီးရှိပါတယ်ကျွန်တော်ကအခုကျွန်တော်ကြုံတွေ့ရတဲ့ဒီအထွေကြုံလေးကိုပဲနည်းနည်း sharing လုပ်တာပေါ့နော်ဒီ9နှစ်10နှစ်သမားတွေကျွန်တော်တို့ရွာကအကိုတွေလည်းရှိတယ်ဒီကိုပိုင်ဆိုင်တွေဖွင့်တာစားသောက်ဆိုင်လေးတွေဖွင့်နိုင်တာတွေအများကြီးရှိရပေါ့နော်အဲ့လိုမျိုးကိုယ့်အတွက်ဖြစ်မြောက်အောင်စူးစမ်းပြီဆိုလို့ရှိရင်အကိုကဖြစ်မြောက်သွားပြီဆိုလို့ရှိရင်အိမ်အတွက်အဲ့ချိန်မှာပံ့ပိုးရတာလည်းအရန်ဥပင်တော့ကမရောက်တော့ဘူးပေါ့ဗျာအဲ့တော့ဒီနေ့ဗီဒီယိုကအဓိက main point ကတော့ရောက်ခါစားလူတွေပြီးရောက်ပြီးမကြသေးတဲ့တစ်နှစ်နှစ်ညီကိုမောင်နှမတွေအားလုံးအတွက်ရည်ရွယ်ပါပဲပေါ့နော်ကိုကဒီလိုမျိုးချိန်နေမှာအိမ်အတွက်လည်းကိုလာတဲ့စိတ်တွေပေးပြီးသွားပြီဆိုလို့ရှိရင်လုံးဝ plan တစ်ခုကိုရေးဆွဲပါချမှတ်ပါပေါ့နော်ကိုကဘာကောင်ဖြစ်ချင်တာလဲဘယ်နှစ်တိုင်းတာမှာဘယ်လိုဖြစ်ချင်တာလဲဆိုတာကိုများသောအားဖြင့်ကျွန်တော်တို့ပြောင်းလဲအောင်ကိုပြောင်းလဲအောင်လုပ်ပါကျွန်တော်တို့ကမှန်တယ်ကျွန်တော်တို့ဒီလူငယ်တယောက်အနေနဲ့ပေါ့နော်လူငယ်တယောက်လို့မဖြတ်တန်းရတဲ့အခြေအနေရှိတယ်အဲ့လိုမျိုးအခြေအနေတွေမှာကျွန်တော်ဆိုလို့ရှိရင်လည်းလွန်ခဲ့တဲ့နှစ်တွေကတကယ်ကိုလမ်းမားတွေရောက်ခဲ့တယ်ပေါ့နော်လမ်းမားတွေရောက်ခဲ့တယ်ဆိုတာအမှားကြီးမှားတာတော့မဟုတ်ဘူးအဲ့လိုမျိုးပေါ့အလောက်ကလည်းရမ်းပင်ပန်းနေဆွက်တီပြီးတယ်အဲ့လိုမျိုးအခြေအနေမှာအတောက်စားဘက်ကိုနည်းနည်းရောက်သွားတယ်ပေါ့နော်အတောက်စားဘက်ကိုရောက်သွားတဲ့အချိန်မှာပတ်ဆက်ကတကယ်ကိုမစုမိတာပေါ့နော်ဘယ်လိုပဲဖြစ်နေတောက်ဖို့စားဖို့ကကုံတယ်ပေါ့နော်တနည်းနည်းနဲ့ကုံတယ်တောက်တာကဘာဖြစ်ဖြစ်ကျွန်တော်ဒီတောက်တဲ့ညီကိုမောင်နှမကြီးတောက်တဲ့ညီကိုကြီးလည်းရှိမှာပေါ့နော်ကျွန်တော်ဒီဘီယာတပူးတောင်8ချက်9ချက်ဆိုတော့
ဒီတောက်တဲ့ line ကလည်းတလီတစ်လတစ်ခါလောက်ဆိုရင်တော့မမဘူးပေါ့နော်ဒါလုံးဝကိုကလည်းအလုပ်ပင်ပန်းတာဆိုတော့ဖြစ်တင်ပါတယ်ဒါပေမဲ့အရင်အလွန်ကျင်ကြီးမဖြစ်တင်ပါဘူးဒါကိုတိုင်းနဲ့အဲ့ထဲကဖြတ်တန်းလာတာဆိုတော့တကယ်ကိုတော်တော်လေးနလန်ထူအောင်ပြန်ကြိုးစားရတယ်ပေါ့နော်ကျောင်းရဲ့ညီကိုမောင်နှမတွေအနေနဲ့လည်းအလောက်ကပင်ပန်းနေဆိုပေမဲ့လို့အဲ့ line ကိုတော့မသွားသေးချင်ပါဘူးပြီးရင်ကျမ်းမာရေးကတော့အထူး queue site ပါကျမ်းမာရေးကသူများနိုင်ငံရောက်နေတာဆိုတော့ဘာဖြစ်ဖြစ်ကျမ်းမာရေးကတော့ number 1ပဲပေါ့နော်ကျမ်းမာရေးလည်း queue site ပါအိမ်ကထွက်လာတဲ့ရီမန်းချက်တွေကိုဆက်ပြီးတော့စိတ်ထဲမှာရှင်သန်နိုးထွားနိုင်အောင်ပေါ့နော်ငါဘာကောင်ဖြစ်နေတာလဲငါမလေးရှားကိုရောက်လာတာတက်လာတာဘာရွေချက်နဲ့တက်လာလဲပေါ့နော်အိမ်အတွက်အဆင်ပြေအောင်လားကိုအတွက်ကိုအနာဂတ်အတွက်လားဒါတွေကိုတခြားစဉ်းစားပြီးတော့ကိုဖြစ်ချင်တဲ့အကောင်တကောင်ဖြစ်အောင်ဒါလုံနိုင်အောင်ကြိုးစားမှာပေါ့နော်ကျွန်တော်ဆိုလို့ရှင်လဲဒါဒီလောက်ဆမှုရခဲ့တဲ့အချိန်တွေကနေပြီးတော့ကျွန်တော်ဆိုဘယ်လောက်ထိဆိုလို့ရှိရင်လမ်းမပေါ်တွေမှာအိတ်တာတွေကအစားပေါ့နော်ကျွန်တော်ရုပ်ပြဆေးမြကျွန်တော်တို့လည်းလောက်ခဲ့ဘူးပဲပေါ့နော်အဲ့တော့ဟိုဒါတွေက image တကူလဲပေါ့နော်ကိုယ့်ရဲ့မြန်မာဆွဲ image လဲကျတယ်ပြီးလို့ရှင်ဒါတောက်တာဆိုတာတကယ်ကိုမကောင်းပြမှန်တိုင်းပြောရမယ်ဆိုတော့အဲ့လိုမူသွားရင်စိတ်ကဟိုလုံးမိလို့ရရှော့လုံးတတ်တယ်ပေါ့နော်အမားတွေအများကြီးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့တော်သိရင်လောက်ပဲတောက်စားရတော့လောက်ပါနိုင်ငံခြားရောက်လာပြီဆိုလို့ရှိရင်ပေါ့နော်လွတ်လပ်တာမှန်တယ်အဲ့လွတ်လပ်တဲ့အောင်အကောင်းဆုံးအသုံးချပြီးတော့ကိုကဘယ်နည်းနဲ့ဘလို့ပတ်ဆက်ဝင်အောင်လုပ်မလဲဆိုတာကိုဒါစဉ်းစားသိချင်တယ်ပေါ့နော်လွတ်လပ်တာကိုအသုံးချပြီးတော့ပျက်စီးသွားတဲ့လမ်းစဉ်တော့မလိုက်စီချင်ဘူးနိုင်ငံခြားကိုထွက်လာတာလည်းလူငယ်တွေဒီချိန်မှာဆိုအရင်တော့ကျွန်တော်တို့ဒီ9နှစ်10နှစ်ကြီးသမားတွေနဲ့စားလို့ရှိရင်အခုချိန်မှာကလူငယ်တွေအများများတယ်မလေးရှားမှာနေရာတိုင်းမှာမြန်မာမရှိဘူးဆိုတဲ့နေရာကခက်ရှားရှားရဗျရှိတဲ့နေရာတိုင်းမှာကိုကအပေါင်းအသင်းပေါင်းပြီးသွားပြီဆိုလို့ရှိရင်လည်းစနစ်တကျပေါ့နော်ကိုနဲ့အဆင်ပြေမဲ့ပေါင်းအသင်းကိုပဲရွေးပြီးတော့ပေါင်းစီခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့လွတ်လပ်တာကိုမှန်မိမယ်လို့ကျွန်တော်တို့ဒီလွတ်လပ်တာကြောင့်ပဲပျက်စီးသွားတာမျိုးမဖြစ်စေချင်လို့ပေါ့နော်ကျွန်တော်အဲ့တော့ဒီနေ့ရတဲ့အကြောင်းလေးကတော့ကျွန်တော်မလေးရှားမှာနေခဲ့တာ9နှစ်ပြည့်ပြီးသွားပြီကြော်ပြီးသွားပြီပေါ့နော်အခုဆို9နှစ်ကျော်ပါ6နှစ်ထဲဝင်နေပြီဒီတိုင်းတာမှာကိုအတွက်အခုမှကျွန်တော်ဒီ9နှစ်ပြည့်ပြီးမှကျွန်တော်ဘဝအတွက်ဒါစပြီးခြေလမ်းစပြီးလမ်းလာပေါ့နော်ဒီကြောတွင်အိမ်ကိုလည်းအထိုက်တင်လျောက်တော့ဟိုဖြည့်ဆည်းပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ပြောင်းလဲသွားတာမျိုးတော့မရှိဘူးအဲ့အတွက်ကြောင့်မို့အခုဒီ9နှစ်စပြီးတော့ရှေ့လာမယ့်နှစ်တွေကနေပြီးတော့ကိုယ့်ရဲ့အနာဂတ်အတွက်အကောင်းဆုံးကြိုးစားနိုင်အောင်လို့မလို့ကျွန်တော်လိုမျိုးဖြစ်နေတဲ့သူတွေရှိလားဆိုတာကိုဒါသိသိချင်းလိုမျိုးဗီဒီယိုလေးရိုက်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီခင်ဗျားတို့ရောမလေးရှားမှာပေါ့နော်ရောက်နေတာဗန်နှစ်ကြာသွားပြီလဲပေါ့နော်နှစ်တိုင်းတာဘယ်လောက်ထိရောက်နေပြီလဲပြီးလို့ရှင်ကိုလာခဲ့တော့အတိုင်းပဲရီမန်းချက်တွေအလုံးပြည့်နေပြီလားဥမာအဖြစ်အိမ်ဆောက်ချင်တဲ့အိမ်ဆောက်ပြီးပြီလားအမေတို့ကိုကောင်းမွန်ထားချင်တယ်ထားနိုင်ပြီလားကိုတိုင်ရောကိုယ့်ရဲ့အနာဂတ်အတွက်9နှစ်6နှစ်လောက်ရင်းနှီးပြီးတဲ့အချိန်မှာဘာတွေပြန်ရနေပြီလဲပေါ့နော်ကိုကနိုင်ငံခြားထွက်ပြီးလို့တာကျွန်တော်တို့ကပေါင်းသင်းဆက်ဆံရေး communication ကောင်းလာတာကိုတော့လက်ခံရတယ်ပေါ့နော်လူတကာနဲ့ပေါင်းသင်းဆက်ဆံတာဆိုတော့အဲ့တော့ဒို့ပေမဲ့လို့ဒီထဲကနေပြီးတော့ကိုယ့်အတွက်ဘာတွေအတွေ့အကြုံတွေဘာတွေ knowledge တွေရလိုက်လဲဆိုတာကိုcomment မှာဝင်ရောက်ဆွေးနွေးညှင်းခွန်သွားလို့ရပါတယ်အဲ့တော့ရှေ့လျှောက်ကိုယ့်ရဲ့ဖြတ်သန်းရမယ့်ခီးမှာလည်းကျွန်တော်အခက်အခဲမရှိအားလုံးပဲပြည်လဲနဲ့ဖြတ်သန်းနိုင်ပါစေလို့ပေါ့နော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျားတို့ရဲ့4နှစ်5နှစ်10နှစ်တာတိုင်းတာအတွေ့အကြုံတွေအားလုံးကိုကျွန်တော်တို့အခုမှရောက်မဲ့ညီကိုမောင်နှမရဲ့အတွက်ဆောင်ရန်ရှောင်ရန်လေးတွေကိုလည်း comment မှာဝင်ရောက်ပြီးတော့ရေးပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာကိုကျမ်းမာကြပါစေဗျ